ပြန်ကြရအောင်အိမ်စားဖို့ရပြီအေးပါဖားကရတော့ရိုက်ရတာဟာကိုစိတ်တခုခုတော့မှားနေပြီရှူးတိတ်နေစမ်းကိုဝက်ကိုရှိကဘာလဲဘာလဲခေါင်းပြက်ခေါင်းပြက်ဆုံးတယ်ပြေကိုဝက်ရေမြန်လို့ကဲကြပါဦးဆရာကြီးကဲကြပါဦးလေခွင်းထဲမှာခေါင်းပြက်တဲ့ဦးတွေတန်းလန်းနဲ့ဘာဖြစ်တာလဲကျွန်တော်တို့မျက်လုံးနဲ့မြင်ခဲ့တာ ခေါင်းပြက်တရဲတဲ့လားမင်းတို့လည်းကြောက်တက်လိုက်တာ ဆရာတကယ်လားမသိဘူးနော် ကဲတပိတွေဖားရိုက်ဟန်ဆောင်ပြီးထွက်ခဲ့ကြတတိထား ဆရာဒီနေရာပဲ